လူတယောက်ကိုဘယ်တော့မှအဖြစ်တင်မစောလိုက်ပါနဲ့သူ့မှာတင်မသိနိုင်တဲ့အခက်အခဲပေါင်းများစွာရှိနေနိုင်လို့ပါလူတယောက်ကိုဘယ်တော့မှအထင်မသေးလိုက်ပါနဲ့သူ့မှာတင်မမြင်နိုင်တဲ့ကြီးမြတ်မှုတွေရှိနေနိုင်ပါတယ်လူတယောက်ကိုဘယ်တော့မှအလွယ်တကူမဆွဆွဲလိုက်ပါနဲ့သူ့စီမှာတင်မသိသေးတဲ့အမှန်တရားတွေရှိနေနိုင်လို့ပါသူတစ်ပါးရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်းဘယ်တော့မှမပို့ခတ်လိုက်ပါနဲ့အဲ့ဒီအလုပ်နောက်ွယ်မှာတင်မသိနိုင်တဲ့ရုန်းကန်လှုပ်ရှားမှုတွေအများကြီးရှိပါတယ်တင်ဟာသူတစ်ပါးရဲ့အကြောင်းကိုမကောင်းပြောလိုက်တိုင်းမှာတင်ရဲ့စိတ်နဲ့ခန္ဓာကစွမ်းအားတွေရုပ်ရော်ထွားတတ်တာကိုသတိပြုမိပါသလားသူတစ်ပါးရဲ့အပြစ်ကိုလိုက်ရှာပြီးတာထက်မိမိရဲ့လိုအပ်ချက်တွေကိုရှာဖွေဖြည့်ဆည်းနိုင်နေသူကသာတချရီမှာအောင်မြင်မှုတွေနဲ့တင့်တယ်တောက်ပါလာမှာဖြစ်ပါတယ်လောကနိယာမတရားဟာတင်ရဲ့စိတ်ထားနဲ့ထိုက်တန်တဲ့နေရာတစ်ခုကိုတင်အတွက်အမြဲတမ်းအစဉ်သင့်ပြင်ဆင်ပေးထားတတ်ပါတယ်ဒါကြောင့်တင်ဟာဘလို့နေရာမျိုးမှာနေထိုင်ရမလဲဆိုတာကတော့တင်းရဲ့စိတ်ထားနဲ့လောက်ရက်အပေါ်မှာပဲလောဝမူတည်နေပါတော့တယ်